ကျွန်တော်ဒီနေ့နော်ဒီနေ့ကအိုင်ဒီယာဘက်တရားပေါ့နော်ဒီကောင်လေးကျွန်တော်အတန်လုံးဝမလာတော့ပါနော်စပီကာအတန်လုံးဝမလာတော့တဲ့ဟာလေးကိုကျွန်တော်တို့စပီကာဖြုတ်လဲမှာပေါ့နော်ဖြုတ်လဲမှာဒီကောင်ကအတန်လုံးမလာတော့တဲ့စပီကာပြက်ဖို့များတယ်ပေါ့နော်တန်လိုင်းပြက်မပြက်လဲကြည့်အောင်ပါပေါ့နော်ဘယ်ပိုင်းပြက်လဲကျွန်တော်စပီကာလဲကြည့်မယ်လဲကြည့်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော်တို့အတန်လိုင်းနေလိုက်မှာပေါ့နော်ခုလောလောဆယ်ဒီကောင်ကတော့ကျွန်တော်တို့အတန်လုံးဝမထွက်တော့တာပေါ့နော်ကျွန်တော်တို့software ဘိုင်းနေလဲစစ်ပြီးပေါ့နော်အတန်ဘိုင်းနေလဲစစ်ပြီးသွားပြီဒီမှာကျွန်တော်တို့အားလုံးစစ်ပြီးသွားတဲ့အချိန်မှာသူကအတန်လုံးဝအတန်နေပါလေမဟုတ်ဘူးเนาะအတန်နေပါလေလည်းသူမပေးဘူးအတန်လုံးဝကျွန်တော်တို့မလာတာပေါ့နော်အတန်လုံးဝသူမလာအတန်လုံးဝမလာရတော့ကျွန်တော်တို့စပီကာထုတ်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တခါလေးကျွန်တော်စပီကာတွေကိုပေါ့နော်ဆက်မှာမိမိရဲ့ဆက်မှာစပီကာတွေအပ်နေပြီဆိုရင်ကျွန်တော်တို့အတန်တော့လာတယ်အတန်ပိုင်းလာတယ်ဒါပေမဲ့စပီကာတွေကအတန်တွေကွဲတန်တွေထွက်နေပြီဆိုရင်စပီကာကျွန်တော်တို့ရှာမရတဲ့စပီကာတွေရှိရပေါ့နော်ဈေးကွက်မှာရှာမရတဲ့စပီကာတွေရှိခဲ့မယ်ကိုယ်စပီကာဈေးကွက်မှာရှာမရဘူးဆိုရင်ဒါမှမဟုတ်ကျွန်တော်တို့မဝယ်ခြင်းမူဒီတိုင်းပဲကျွန်တော်တို့ပြုပြင်ပြီးသုံးခြင်းတယ်ဆိုရင်လည်းဒီနေ့တခါလေးကျွန်တော်စပီကာကိုပြုပြင်နေလေနော်အတန်တွေအပ်နေတာတွေအတန်ကွဲနေတာတွေပြုပြင်နေလို့ကျွန်တော်ဒီနေ့တခါလေးပြမယ်အဲဒါကြောင့်မလို့ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်နော်ကျွန်တော်အရင်လိုပဲနက်တွေဖြုတ်မယ်ဆိုရင်ကျွန်တော်တို့နက်တွေကိုမှတ်သားထားပြီးတော့ဖြုတ်ဖို့ပဲပေါ့နော်ဖြုတ်နက်တွေက site တွေမတူဘူးလေ site တွေမတူတဲ့အတွက်ကျွန်တော်တို့နက်တွေကိုမှတ်သားထားပြီးတော့ဖြုတ်ပါကျွန်တော်တို့အောက်မှာ keyboard နက်တွေရှိမရှိဘူးလေတခြားကြည့်ပါတချို့ keyboard တွေကကျွန်တော်အောက်မှာအောက်ကျောဘက်မှာနက်တွေတွဲထားရပါတော့အဲဒါတွေကျွန်တော်တို့တခြားကြည့်ပြီးတော့ဖြုတ်ပါဒီအောက်မှာကျွန်တော်နက်တွေပုံပြီကျွန်တော်အောက်က keyboard နက်တွေကုန်ပြီဆိုမှကျွန်တော်တို့ဒီ keyboard ကိုကျွန်တော်တို့ဖြုတ်မယ်နော်ပုံမှာ keyboard ဖြုတ်မယ်keyboard ကြတယ်မကျူးမပက်အောင်ကျွန်တော်တို့တခြားလေးဒီစိုက်ပြီးဖြုတ်မယ်ပေါ့နော်ကျွန်တော်တို့လဲမှာကစပီကာလဲမှာပြင်မှာစပီကာပြင်မှာပေါ့နော်တခြားဟာတွေထပ်ပြက်ကုန်ရင်ကျွန်တော်တို့အဆင်မပြေဖြစ်မှာနော်အဲ့ဒါကျွန်တော်တို့ဒီလိုကြာနော်ဒီလိုလည်းအသားကြီးစမစဲနဲ့ကျွန်တော်ကျိုးတွေပြုတ်ကုန်မယ်ဒီမှာကျိုးပြကျွန်တော်တို့ခွာမယ်နော်ခွာပြီးကျွန်တော်တို့အသားလေးထုတ်အောင်နော်ပြီးကျွန်တော်တို့ဒီမှာနက်တွေပေါ့နော်စပီကာကျွန်တော်ကနောက်ဖုံးခွာမှာကိုစပီကာမြင်ရမှာပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့နောက်ဖုံးခွာမှာဖြစ်တဲ့ဒီနက်တွေကျွန်တော်တို့ဖြုတ်drive ကို drive ဖြုတ်ရင်ကျန်နေတွန်းလိုက်ပါနော်ဒါဆိုရင်ရပြီ drive ကျွန်တော်ဒီမှာကျိုးဖြုတ်ဖို့ပါလို့သိတယ်မနော်ကျွန်တော်တစ်ချက်ကြည့်ရပါဝါပေါ်မှာပြန်မလို့တောက်တွေမကျိုးအောင်လည်းတခြားလေးခွာမယ်တခြားလေးပိတ်မယ်နော်ဒီမှာ drive နဲ့ဒီကျန်သေးရနော် drive နဲ့ဒီကျန်သေးရရနော်ကျွန်တော်စပီကာဒီမှာနော်ဒီကောင်ကအိုင်ဒီယာဘက်တရားကျွန်တော်ဒီမှာစပီကာတစ်လုံးမပါနော်ကျွန်တော်ဒီမှာစပီကာhead ပေါ့နော်ဒီမှာခုတည်း head နဲ့3လုံးရှိသေးတယ်နော်စပီကာလေးမှာဖြစ်တဲ့အတွက်ကျွန်တော်စပီကာကျိုးဖြုတ်ရမယ်နော်စပီကာပြင်ရမယ်နော်စပီကာဘယ်လိုဖြစ်နေလဲကျွန်တော်ကြည့်မယ်ကြည့်ပြီးတော့ကျွန်တော်စပီကာပြင်မယ်ပေါ့နော်အဲဒါဆိုကျွန်တော်ဘာမှမလုပ်ခင်ကျွန်တော်တို့ဘက်ထရီကိုအရင်ကျွန်တော်ဖြုတ်ထားလိုက်မယ်နော်ဒါဘက်ထရီကျိုးပေါ့နော်ကျွန်တော်ဒီမှာဘက်ထရီကျိုးအဲဒါကျွန်တော်ဘက်ထရီကိုဖြုတ်ထားလိုက်မယ်ဆိုလာမလို့ရင်ကျွန်တော်ပฏิပါဖြုတ်ရမှာနော်ကြာတော့တယ်နော်ဒီမှာစီကာကိုဒီတိုင်းနေအသားလေး
ဆွဲမှလည်းနော်ကျွန်တော်ဒီမှာစပီကာပေါ့နော်ကျွန်တော်ဒီမှာတော့အချင်းပြူခြင်းဒီမှာစပီကာရွက်တွေပေါ့နော်ပွဲချင်းပြူခြင်းတော့ဘာမှမရှိဘူးကျွန်တော်ဒီစပီကာကိုကျွန်တော်ထားလိုက်အောင်နော်ဒီစပီကာကိုထားလိုက်ပြီးကျွန်တော်ဒီမှာစပီကာတစ်ခုရှိရဲကျွန်တော်ဒီစပီကာထည့်ကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်စပီကာတူတူပဲဒီကောင်ကကျွန်တော်တို့စပီကာတစ်လုံးနဲ့ပါပေါ့နော်တစ်လုံးနဲ့ကျွန်တော်တို့စီရီလိုလောက်ထားတာပေါ့နော်ဒီကောင်စပီကာတစ်လုံးနဲ့ပါတယ်နော်တူလိုင်းလေးရဲ့ကျိုးလေးတွေလည်းကျွန်တော်တို့ပြန်တက်မယ်ပေါ့နော်ဒီမှာကျိုးလေးကျွန်တော်တို့ပတိပြန်ထည့်ကြည့်မယ်နော်အတန်လာမလားကျွန်တော်တို့အရင်စမ်းကြည့်အောင်နော်ပတိတက်ပြီးတော့ပတိကျိုးတွေဖြုတ်တဲ့အခါကျလည်းမှတ်ပြီးတော့ဖြုတ်ဖို့လိုရနော်ဒါတွေကိုစလော့တွေကိုမားပြီးတော့မဖြုတ်မိဖို့လိုတယ်ကျွန်တော်ဒီမှာလေးတွေမသိရင်ကျွန်တော်မှတ်သားထားဖို့လိုမယ်နော်ဒီဖြုတ်တဲ့ဟာလေးတွေကျိုးကိုဒီမှာဆိုရင်အနီကျိုးကဒီဘက်ချမ်းမှာအပေါင်းဘက်ဒီဘက်ချမ်းပေါ့နော်အပေါင်းဘက်ချမ်းဒီမှာဆိုလည်းအနီအနက်ပေါ့နော်အနီအနက်ဆိုရင်ကျွန်တော်ဖြုတ်တဲ့အခါမှာစလော့လေးမမားခြင်းဘူးဆိုရင်တခါတည်းမှတ်ခဲ့ပေါ့နော်အနီကျိုးကကျွန်တော်ဒီဘက်ချမ်းညလေးကိုကျွန်တော်တို့မှတ်ပြီးတော့တခါတည်းဖြုတ်မယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်တို့လွဲပြီးတော့တက်တာတွေပါရေကျွန်တော်တို့ဖြစ်မှာဆိုလို့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့တန်လာမလားစမ်းကြည့်မယ်နော်တူနက်လေးကိုကျွန်တော်တို့တူနက်လေးတိုင်းကျွန်တော်တို့စမ်းတက်မယ်နော်ကျွန်တော်တို့ try တက်မယ် try မတက်ရင်ဒါလေးကိုအရင်စမ်းကြည့်အောင်နော်အတန်လာမလားအတန်မလာရင်တော့ထပ်ပြီးကျွန်တော်ပြန်လုပ်နေရလို့တယ်အဲဒီကျွန်တော် power ဖွင့်လိုက်နော်ဟတ်တိလည်းဖြစ်တော့ window တက်တာနည်းနည်းကြာနော်ကျွန်တော် SSD ဆိုရင်အဲ့လောက်ကြာမှာမဟုတ်ဟတ်တိဖြစ်နေတဲ့အတွက်ကျွန်တော် window တက်တာနည်းနည်းကြာတယ်ဒါဆိုရင်ကျွန်တော်တို့အတန်လာပြီနော်ဒီမှာအတန်ကြာနေရပြီကျွန်တော်ဒီမှာ update ဆန်းပြီးရဆက်ကျွန်တော်ကြာနေနော်စကလေးတော့ဒါဆိုရင်ကျွန်တော်တို့အတန်ကောင်းကောင်းကြာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ speaker ပြတ်တာပေါ့နော်ထဲက coin လေးပြတ်သွားတာလားကျွန်တော်တို့ဒီပုံညာပေါ့နော် coin လေးပြတ်တာအချင်းအရွက်တွေလည်းကောင်းတယ် coin လေးပြတ်တာဒါ speaker မကောင်းတာပေါ့နော် speaker မကောင်းတဲ့အတွက်ဒါဆိုရင်ကျွန်တော်တို့ speaker ဖားရမလို့တော့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဆက်က speaker လေးရာပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဆက်ကိုကျွန်တော်ပြန်လုံးလိုက်မယ်နော်ဒီအောင်ကျွန်တော် shut down ရှာမယ် shut down ရှာပြီးပြန်လုံးလိုက်တော့နော်ဒီမှာကျွန်တော် strike တက်လိုက်တော့မယ်နော်အဲဒီကျွန်တော် strike တက်ပြီပေါ့နော်
ဒီမှာအတွင်းနက်တွေပေါ့နော်ပြီးဖို့အောက်ကနက်တွေကျွန်တော်တို့ပြန်ဆွဲမယ်အဲ့ဒီကျွန်တော်ပြီးဖို့တက်မယ်နော်ပြီးဖို့ကြလိုက်တယ်မယ်ကျွန်တော်ကျိုးလေးကိုအရင်တက်မယ်ဒါပြင်ကျွန်တော်ပြီးဖို့တက်လို့ပြီးဖို့လည်းဒါလေးကျွန်တော်ဖိချမယ်နော်အဲ့ပါနော်ကျွန်တော်နောက်ကနက်တွေဆွဲမယ်ကျွန်တော်တို့တရားကျွန်တော်တို့စပီကာမကောင်းလို့ဒါလဲတာပေါ့နော်ဒါစပီကာမကောင်းလို့လဲတာကျွန်တော်တို့ပြီးသွားပြီအခုကကျွန်တော်ဆက်ပြမှာကကျွန်တော်တို့ဆက်ဒီမှာစပီကာကတော့အတန်လာတယ်လာပြီးတော့အတန်အကွဲနေပေါ့နော်အတန်နေအကွဲနေတယ်ကျွန်တော်တို့အတန်နေရှင်းရှင်းလင်းလင်းမကြားဘူးစပီကာရက်တွေပြဲနေတဲ့အတန်ပေါ့နော်ကွဲနေတဲ့အတန်တွေကြားရတယ်အဲ့ဒါဆိုကျွန်တော်တို့ဘယ်လိုပြင်မလဲဆိုတော့ကျွန်တော်ပြမယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်စပီကာအရွက်တွေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကွဲနေပြီပေါ့နော်ကြာတော့စပီကာရွက်တွေရဲ့ liner တွေပေါ့နော် liner တွေကဆွေးပြီးတော့ကျွန်တော်တို့ကွဲကုန်ပြီနော်ဒီမှာကျွန်တော်တို့ liner တွေကွဲကုန်ပြီဒါဆိုရင်ကျွန်တော်တို့ကဈေးကွက်မှာကျွန်တော်တို့နဲ့သက်ဆိုင်တဲ့စပီကာပေါ့နော်ရှာလို့မရဘူးဒါမှမဟုတ်ကျွန်တော်တို့မရှာခြင်းဘူးပေါ့နော်ဒီစပီကာတိုင်းကျွန်တော်တို့ပဲသုံးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ဒီမှာဝင်ဖြစ်ဆိုတဲ့ call လေးရှိရနော်ဒီ call လေးနဲ့ကျွန်တော်တို့ဘယ်လိုအသုံးပြုပြီးတော့ပြန်လဲအသုံးပြုလို့ရတယ်ဆိုတာကျွန်တော်ဒီလေးပြပေးမယ်နော်ဒါလေးကိုကျွန်တော်တို့လိုက်ကြည့်လိုက်အောင်နော်ကျွန်တော်ဒီဘုံဖစ်ကော်ကိုပေါ့နော်သုံးပြီးတော့စပီကာရက်တွေကွဲနေတာစပီကာလိုင်းနာတွေပေါ့နော်မကောင်းတော့တာဆွေးနေတာတွေကိုကျွန်တော်ဒီဘုံဖစ်ကော်နဲ့အများကြီးသုံးခဲ့ပြီပေါ့နော်အဆင်ပြေပါတယ်တော်တော်လေးကိုအတန်ပေါ့နော်မူရင်းအတန်လောက်မကောင်းရင်တောင်မှပါနော်မူရင်းအတန်နီးလောက်ကောင်းပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဘုံဖစ်ကော်ကိုကျွန်တော်တို့ဝယ်ပြီးတော့စပီကာတွေအပ်နေပြီကျွန်တော်တို့လိုင်းနာတွေပြဲနေပြီဆိုရင်ဒါကျွန်တော်တို့ကောင်းကောင်းသုံးလို့ရပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီပုံဖက်ကောနော်ကျွန်တော်ဒီမှာ liner အရွက်ဆိုဒီကောင်းဆိုရင်တော်တော်လေးအခြေအနေဆုံးနေပြီနော် liner လုံးဝမရှိတော့ဘူးနော် liner အရွက်ကလုံးဝမရှိတော့ပါဘူးဒါကိုကျွန်တော်တို့ပုံဖက်ကောကျွန်တော်ဒီမှာပေါ့နော်အသားလေးပဲကျွန်တော်တို့သူ့ line လေးအတိုင်းပေါ့နော်ခေါ်ပါလိုက် line လေးအတိုင်းခေါ်သွားလိုက်ပါလေပေါက်လေးပေါ့နော်မရှိစေနဲ့ကျွန်တော်လေပေါက်လေးအလဲကအရွက်သားကိုလည်းတိတ်မထီစေနဲ့ပြီးရင်ဒီမှာလေပေါက်လေးကြရင်လေပေါက်လေးကိုထပ်ဖုံးပေါ့နော်ဒီအပေါ်ကြီးဒီပေးတာဘာမှမဖြစ်ဘူးဒီအပေါ်ကြီးပေးနေဒါဆိုရင်ကျွန်တော်တို့ဒီလိုလေးပေါ့နော်ဒါကိုကျွန်တော်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒါကျွန်တော်ဒီပြဲနေတဲ့ liner လေးတွေကိုကျွန်တော်တို့ဒီမှာပုံဖက်ကော်လေးကျွန်တော်သုံးပြီးသွားပြီပေါ့နော်နောက်ဒီမှာကျွန်တော်ဒါဆိုရင်အလဲသားပေါ့နော်အလဲမှာကျွန်တော်အလဲသားကိုမထီဘူးမထီပေမဲ့ကျွန်တော်ဒါဆိုရင်ဘေး liner တွေပေါ့နော်ဘေး liner တွေကိုကျွန်တော်တို့အုပ်ပြီးသွားဒါကိုကျွန်တော်တို့အချောက်ခံထားလိုက်မှာပေါ့နော်6အောင်ထားလိုက်မယ်6ပြီးဆိုရင်ကျွန်တော်တို့ဒီကောင်ကိုကောင်းကောင်းသုံးလို့ရပါတယ်ဒါကကျွန်တော်တို့ liner တော်တော်ပြဲလို့ပေါ့နော်ဒေါ်တန် liner ပေါက်တာဒေါ်တန်ပေါ့နော် liner နည်းနည်းလေးပဲအကွဲကြောင်းလိုက်သူကွဲသွားတာပေါ့နော်ကွဲသွားတာဆိုရင်ကျွန်တော်တို့အသားလေးလက်ကလေးနဲ့အသားလေးဒါလှုပ်လို့ရတယ်ဒါဆိုကောသားများလို့ကျွန်တော်လက်နဲ့မတီးတရားသူ့ကိုအချောက်ထားတာပေါ့နော်နောက်တစ်ခုလည်းဒီတိုင်းပဲကျွန်တော်တို့ဖာမယ်ပေါ့နော်ဒီတိုင်းဒါဆိုရင်ကျွန်တော်လိုင်နာသားတော်ကိုမရှိတော့လို့ပေါ့နော်လိုင်နာသားကွဲုံမဲ့ကွဲတာတော်တန်အကွဲတန်ထွက်တာကြီးလောက်ကကျွန်တော်ဒါကိုကောင်းကောင်းသုံးလို့ရတယ်ပေါ့နော်ကျွန်တော်စပီကာတွေအတန်နေအပ်နေပြီဘောနော်အတန်နေထွက်နေပြီကျွန်တော်စပီကာတန်နေပြဲနဲ့တန်နေထွက်နေဆိုရင်ကျွန်တော်ခုလုပ်တဲ့နီလေးတိုင်းကိုကျွန်တော်တို့အသုံးပြုကြည့်ပါဘောနော်တော်တော်လေးကိုအဆင်ပြေတာတွေ့ရပါလိမ့်မယ်
ဒါဆိုရင်ကျွန်တော်တို့6ခန်းထားလိုက်ရပါပြီပေါ့နော်ဒီဟာတော်တော်ကိုကျွန်တော်လိုင်းနာကျဲနေတဲ့လိုင်းနာမလို့ပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်လိုင်းနာတော်တော်ကျဲနေတဲ့လိုင်းနာမလို့ဒါဆိုရင်ကျွန်တော်တို့ကောင်းကောင်းသုံးလို့ရပြီပေါ့နော်ဒီနေ့လေးကိုကျွန်တော်တို့ speaker ကွဲနေတဲ့လူတွေ speaker မကောင်းတဲ့လူတွေပေါ့နော် speaker အတန်တော့လာတယ် speaker အတန်အကွဲနေရမကောင်းတဲ့လူတွေဒီနေ့လေးကိုသုံးကြည့်ပါလို့ကြံပေးချင်ပါတယ်ကျွန်တော်ဒီနေ့ share လုပ်ပြီးသွားတဲ့အကြောင်းအရာတွေဟာဒီလဲဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ပါအောင်လို့